ပထမကွာဆိုရင်ဒီ Kaisedo ရဲ့ဒီပေါ့နော်ဒီတေချာ careless ပေါ့နော် game မဆိုင်ဖ ೇನೆ ဖြစ်ကလတ်ဆန်းဖြတ်ထုတ်လိုက်လို့ penalty ပေးလိုက်တာအဲ့ဒါလေအဲ့လောက်ဖြစ်เสียမလို့နေလိုက်တာအဲ့ဒီကွာမှာဆိုဘယ်သူတတိယလဲဆိုတော့ကျွန်တော်တို့တိုက်စစ်ဝင် Nicolas Jackson ကိုတတိယရတယ်ဒီနေရာမှာ Jackson ဆိုတေချာတယ်မဝင်တော့ဘူးဒီကဲကိုဒန်နီယယ်ကြီးမင်္ဂလာပါမင်္ဂလာပါကဲကျွန်တော်တို့ဒီ Magic Minute Moment Channel ကနေစကားဝိုင်းကနေနော် discussion ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်နော်ဟုတ်ကဲ့ပါကဲဒီအခုကျွန်တော်တို့ပြီးခဲ့တဲ့Premier League round 26ရဲ့နော်စိတ်လှုပ်ရှားစရာကောင်းတဲ့အသင်းတွေထဲမှာအခု Chelsea နဲ့ Leeds United အသင်းရဲ့ပွဲပြီးရလက်လေးကျွန်တော်တို့နှစ်ယောက်သုံးသက်ကြပေါ့ဗျာနော်ဒီနေ့အတွက်ဟုတ်တယ်နော်အဲ့တော့ပြီးခဲ့တဲ့ဂျားရမှာကန်သွားတဲ့ဒီ Chelsea နဲ့ Leeds United ရဲ့ပွဲပေါ့နော်ဒါလေးကြောင့်ကျွန်တော်ပြန်ပြီးပြောပြမယ်ပြောမှဆိုတော့ပထမအကြော့ပေါ့နော်ပထမအကြော့တော့ Chelsea ရဲ့ Leeds ကွင်းမှာ Chelsea ကရှုံးထားတယ်နော်အဲ့တော့ Ando Maresca လက်ထပ်ပေါ့ဒီပွဲကျတော့နီးပြပြောင်းသွားပြီ Chelsea ကဒီပွဲမတိုင်ခင်ကို Premier League ကို၄ပွဲစတဲ့အနိုင်ရထားတယ်form လေးကကောင်းတယ် Chelsea ကအိမ်ကွင်းလည်းဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်အားလုံးကလည်းနိုင်မယ်လို့ပဲမှန်းကြတာပေါ့နော်အဲ့လိုအားလုံးမှန်းတဲ့အတိုင်းပဲပထမပိုင်းမှာတော့ဖြစ်ခဲ့ပါတယ်တို့ပေမဲ့ဒုတိယပိုင်းမှာတော့ကစားသမားတွေရဲ့ပေါ်ဆမှုနဲ့နော် Leeds United နီးပြရဲ့ဒီလူထုတ်ပုံမှန်ကန်မှုတွေရောက်ပဲတရင်တမတ်စီကိုခွဲယူပွဲဖြစ်ပါတယ်ဒါပေမဲ့ဘာပဲပြောရဆိုရင်တော့နောက်ဆုံး9ပွဲမှာ4ပွဲနိုင်တဲ့ပွဲတရင်လက်ခံတော့ acceptable နော်လက်ခံလို့ရပါတယ်ဒါတော့ဟုတ်တယ်ဗျ Premier League ဆိုတာဒီလိုပဲလေ Premier League မှာအမြဲတမ်းနိုင်နေတာကြည့်လို့မကောင်းတော့ဘူးလေနော်အဲ့လိုပြောရပါဟုတ်တယ်အခုကျွန်တော်ဒီLeeds United နဲ့ဒီChelsea နဲ့ပွဲမှာကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာ Chelsea အသင်းကဥဆောင်ဂိုးတွေအရင်သွင်းသွားတာဗျာနော်ကျွန်တော်အဲ့ပွဲမှာကျွန်တော်ကဒါ Chelsea 2-0ဆိုတော့ Chelsea ဂိုးပြတ်မယ်လို့ထင်တာ Chelsea ဂိုးပြတ်ပြီးဂိုးပြတ်နိုင်ပွဲပေါ့ 2-0ဖြစ်မယ် 3-0ဒါမှမဟုတ် 4-0ဖြစ်မယ်လို့ထင်တာလားဒါပေမဲ့ Chelsea ကသူကကစားမိနစ်60ကျော်လာရင်သူကကစားကျသွားတယ်ဗျမိနစ်60ကျော်လာရင်သူကကစားကျသွားတဲ့အချိန်မှာတစ်ဖက်အသင်းကပြန်ပြီးတိုက်စစ်ဆင်လာတော့သူတို့တွေဂိုးပေးလိုက်ရတယ်ဂိုးပေးလိုက်ရတာဖြစ်တဲ့အပြင်သူတို့ပြန်ပြီးတော့ဒီတေရလက်အပြင်သူတို့ရှုံးသွားလောက်တယ်ဆိုတော့အနေထားတရပါဖြစ်သွားတယ်ဗျ Chelsea ကလေပြီးတော့မှသူတို့ဒီ85မိနစ်80ပွဲပြီးကန်ဒီမိနစ်80နောက်ပိုင်းမှာသူတို့ပြန်ပြီးတော့တိုက်စစ်ဆင်လာတာကတော့တကယ်ကြောက်ကမန်းလေးပဲဒါပေမဲ့ Chelsea သင်းကသူ့ရဲ့ပွဲချိန်မိနစ်90အပြည့်လုံးမှာသူ့ရဲ့တန်ဖိုးကအတက်ကြအရမ်းမြန်တယ်လို့ကျွန်တော်မြင်တယ်ဗျာနောက်ဆုံးမိနစ်80ကျော်လာတဲ့အချိန်မှာသူတို့ဘယ်လိုကောင်းလဲတိုက်စစ်ဆင်လာတဲ့နှုံပေါ့ကစားအားပေါ့ walking rate ကသူတို့အတက်နိုင်လို့သူတို့ဒုတိယပိုင်းစမှာကလေးကသူတို့ဖြစ်လိုက်လို့ရှိရင်ဒီပွဲကိုသူတို့အနိုင်ရလက်ကိုဂိုးပါပြတ်သွားနိုင်တယ်ဗျအခုကသူတို့ကတန်ဖိုးအချမှာ Leeds United ကသူတို့ penalty စရသွားတယ်အဲ့ penalty စရသွားတဲ့အချိန်မှာသူတို့အကုန်ပြရခတ်သွားတယ်နောက်တစ်ခုကကျွန်တော်ထပ်ပြီးဆွေးနွေးချင်တာဟာ Chelsea နောက်တန်းကဘယ်လိုခေါ်မလဲ Chelsea နောက်တန်းကကျွန်တော်သတိထားကြာပြီ Chelsea နောက်တန်းတော်တော်ဂိုးပေါ့ဘယ်လိုခေါ်မလဲဂိုးပေးလာရတယ်ပေါ့နော်နောက်ပိုင်းပွဲတွေမှာသူတို့မတည်ငြိမ်တာလားပေါ့ဒါအဲ့နဲ့ပတ်သက်ပြီးတော့ကိုကျော်မျိုးသူတစ်ချက်ဆွေးနွေးပြပါဦးဟုတ်ပါပြီဒီပွဲမှာတော့လေပေး Chelsea ဘက်ကသွင်းတဲ့နှစ်ဂိုးကတော့တော်တော်ကောင်းတယ်ပေးလိုက်တဲ့နှစ်ဂိုးမှာပထမဂိုးကလေပထမဂိုးကဆိုရင်ဒီ Kaisedo ရဲ့ဒီပေါ့နော်ဒီတေချာ careless ပေါ့နော် game မဆိုင်ဖ ೇನೆ ဖြစ်ကလတ်ဆန်းဖြတ်ထုတ်လိုက်လို့ penalty ပေးလိုက်တာအဲ့ဒါလေအဲ့လောက်ဖြစ်เสียမလို့သေးဘူးနေလိုက်တာဒီလားသူက Kaisedo ကလေနောက်ပိုင်းသူကကောင်းလို့ဆိုပေမဲ့နောက်ပိုင်းပတ်မှန်နည်းနည်းလေးတော့လဲတာလေလားလဲတာအဲ့ reckless ကြောင့် penalty ကတော့သူ့ကြောင့်ပဲဖြစ်တဲ့ penalty ဆိုတဲ့အတွက်ကြောင့်ဘယ်လို့မှအပြစ်တင်ကြမရှိပါဘူးဒုတိယဂိုးကတော့တော်တော်ဆိုးတယ်ရုပ်ဆိုးတယ်ပေါ့နောက်တန်းတွေဒီလောက်အများကြီးရှိတဲ့ဂျားတဲ့ကိုက Leeds United ကရအောင်တွင်းသွားတယ်မှနောက်ဘယ်လိုပြောရမလဲနည်းနည်းပေါ့ဆတဲ့အပိုင်းတွေပါပါဘောနော်အရင်လွယ်လုံးဝကြီးတယ်အရင်လွယ်လုံးဝကြီးလို့ဖြစ်တယ်သူတို့ပြန်ချင်းမယ်လို့တဲ့ခါမှာတော်တော်နောက်ကျနေပြီပေါ့လေနော်အဲ့ဒီမှာပြောစရာရှိတာကိုပါမှာပွဲပြီးတာဒီတက်ပင်လေးညာဘက်က Kaisedo ဖြတ်တင်တဲ့အလုံးကိုအတားလေးပိတ်လိုက်ရင်ဂိုးဝိုင်းတယ်အဲ့ဂိုးကလည်းအနိုင်ရလက်ဖော်ဆောင်ပါဒါပေမဲ့အဲ့ဒါမဝင်ပါဘူးဒါပေမဲ့ဒါကိုကိုဘက်မှာအပြစ်မတင်ပါဘူးဘာသူဒီဘက်မှာ assist တစ်လုံးပေးထားတယ် penalty တစ်လုံးထည့်ပေးထားတယ်ဒါလေးကတော့anxiety နဲ့ဆိုတော့ဖြစ်နိုင်တယ်ဒါပေမဲ့အပြစ်တင်ရမှာအဲ့ဒီဒုတိယကိုပေးလိုက်ရတဲ့နောက်တန်းတွေပေါ့နော်နောက်တန်းမတည်ငြိမ်မှုတော့ဖြစ်တယ်ဒါတော့ဒီနောက်တန်းမကောင်းဆိုလည်းတွေ့ပါတယ်စတယ်ဖျို့ပေးဖြစ်သွားတာပေါ့အဲ့လိုမျိုးပေါ့ဒါတော့ဒီယာဒီမှာဆက်ချက်ကြီးကကောင်းလာလို့နော်ဆက်ချက်ကမနေ့ကယာဒီလက်ဆွဲညံ့တယ်ဒီယာဒီဆက်ချက်တော်တော်ကယ်ထားတာနော်ဆက်ချက်ကယ်တယ်
ဂိုးလုံးမောကနေလှမ်းကန်ပြီး assist တွေပေးတယ်ဆက်ချက်ကောင်းလို့နည်းနည်းလေးခံတာပဲဒီလားအဲ့တော့ကျွန်တော်တို့ကဘာလို့ဆောက်ရမလဲဆိုတော့ April လမှာဒဏ်ရာပြန်ကောင်းလာမှ Levi Cowell လေးပဲပြန်ဆောက်အောင်ဖြစ်နေတာပုတ်ဖွဲ့လူ center back လည်းမပေါ်ပြီးတော့လေအခုကချာလိုပါလောဆယ် Chelsea ရဲ့ခန်းစစ်တွေထဲမှာ Chalobah Fofana တို့ကအငြိမ်ဆုံးပဲဖြစ်နေတယ်အဲ့လိုမဟုတ်ဘဲနဲ့ Chalobah Badia ရှိဆိုရင်ကြတော့နည်းနည်းပြတ်သွားပြီတိုးစင် Badia ရှိဆိုပိုဆိုးသွားပြီပေါ့လေနော်လောဆယ်ဒီလက်ရှိထဲမှာ Fofana နဲ့ Chalobah လေးကမဆိုးနောက်ပိုင်းမှာကိုဝဲ Fofana ဒါမှကိုဝဲ Chalobah အဲ့လိုတွေဝင်လာတော့လည်းနည်းနည်းပိုငြိမ်မယ်လို့ထင်ရတာပေါ့နော်ကျွန်တော်လည်းအဲ့လိုပဲမြင်မိပါတယ်ပေါ့အခုဒီ stats တွေရပေါ့ Chelsea နဲ့ Leeds ပွဲရဲ့ stats တွေရဆိုရင်ဒီ Chelsea ရဲ့ပေါ့ကစားသမားတော်တော်များများပေါ့တိုက်စစ်မှာကိုက်စီတို့ကတော့ mid defense ထားပါတော့တိုက်စစ်တော်တော်များများအကုန်လုံးကသူတို့တွေက 7.5 7.8 เนาะ 8.8 ကိုပါမှာဆို 8.8 တွေပါအဲ့လိုမျိုးတွေပါရထားတာဆိုတော့သူတို့တွေကတော်တော်ကြီးကိုသူတို့တပွဲလုံးသားအတွက်ကိုရောဘောပုတ်စိန်ချင်းရတယ်သူတို့ကတော်တော်ကြီးတာတယ်ဗျ 66% ဆိုတာလေအဲ့လိုမျိုး expected goal တော့မှဗျာ 3.13 ဆိုတာကြီးဒါကြီးထက်ဝက်နီးပါးလောက်ကိုများတယ်ဗျာ least တော့ကိုအဲ့လိုမျိုးအဲ့တော့ဒါပေမဲ့တစ်ခုရှိတာကLeeds United က ball chance က2ခါရတယ်2ခါလုံးမှာဂိုးဖြစ်ပြောင်းလဲနိုင်သွားတာပေါ့အဲ့လိုမျိုးChelsea ကတော့ ball big chance မှာသူကတော့9ခါရတယ်9ခါမှာသူတို့2ဂိုးပဲဂိုးပြပြောင်းလဲနိုင်တယ်အဲ့ဒီကိုပါမှာရဲ့တွင်းလိုက်တဲ့အဲ့ crossing ပေးလိုက်တဲ့crossing ပေးလိုက်တဲ့လုံးကိုပါမှာတွင်းလိုက်တာကျွန်တော်ဆိုကြည့်နေနေဝင်သွားပြီလို့ထင်လိုက်တာပြီးတော့ဘလို့ဖြစ်သွားလဲမသိဘူးကံဖို့ဖြစ်သွားလို့သူကိုယ်တိုင်လည်းမယုံကြည်ဘူးဖြစ်သွားတယ်ဘာများဖြစ်သွားလဲဆိုပြီးတော့အဲ့လိုမျိုးဆိုတော့အဲ့ကလည်းတော်တော်ဒီကိုနဲ့ပတ်သက်ပြီးတော့သူ့ကိုဘယ်သူမှဘာမှပြစ်နေမလို့ဖြစ်စေပါဒါတော့သူဖြစ်တတ်ပါတယ်နောက်ခုနစကားဆက်မှာဒီဘက်မှာထွက်လာတာစန်တာဘက်မှာချာလိုဘတ်အချင်းပေါင်းလေအချင်းပေါင်းကအဆင်မပြေဘူးလေအချင်းပေါင်းချာလိုဘတ်အချင်းပေါင်းဖြစ်တော့လေဒီလူနည်းနည်းလေးရော့ရဲလာတယ်ထင်ပါတယ်ဂျိမ်းစ်ကိုလည်းသူကအနားပေးထားတာဘူးဘာဖြစ်ဟိုဘက်ကမန်ယူကတေးကြတဲ့အချိန်မှာ तू ကလည်းမကြော်ဘူးပေါ့တစ္ဆာရှိတယ်ပေါ့မန်ယူတေးဆိုငါ့ကိုလည်းတေးတစ္ဆာရှိတယ်ကြော်တော့ဒါပေမဲ့ Chelsea မှာလည်းတော့ဆင်းနေတယ်နော်ဒါပေမဲ့Chelsea ကဘယ်လိုခေါ်မလဲ Chelsea ကဘယ်လိုခေါ်မလဲကစားကွက်အသားနဲ့ Chelsea ကရခဲ့တာပေါ့ဗျာဒီပွဲတွေမှာပေါ့Man U နဲ့ကြတော့Man U ကကြတော့ပြောင်းပြန်ဖြစ်တယ်Man U ကကြတော့ကစားကွက်အသားရတယ်ဆိုပေမဲ့ Man U ကဘလို့မှကိုတိုက်စစ်စင်လို့မရခဲ့တာသိရမလား Chelsea ကြတော့နိုင်တဲ့ပွဲမှာမနိုင်သွားတယ်ဆိုတဲ့အနေအထားမျိုးပေါ့နိုင်အနိုင်ဂိုးတွေသွင်းပြီးတော့မှဂိုးပေးလိုက်ရတယ်ဂိုးပေးလိုက်ပြီးမှနောက်နိုင်အနိုင်ဂိုးကိုထပ်ရှာပြီးမဲ့ပေါ့မရခဲ့ပဲနဲ့တေးကြသွားတာပေါ့ပြောမယ်ဆိုတော့ Chelsea ကတော့မဆုံးရှုံးတင်ပဲဆုံးရှုံးလိုက်ရတဲ့ပေါ့ရမှတ်တွေပေါ့တကယ်တမ်းကတော့Man U ကြပြန်တော့ Man U ကကြတော့ပေါ့Man U ကမရှုံးရင်အောင်ကန်ကောင်းသိရမလားတေးကြဖို့ကိုမနေလိုက်ကန်ရတယ်ဆိုတဲ့ပုံစံပြန်ဖြစ်သွားတာပေါ့အဲ့လိုမျိုးတော့ situation လေးရောတော့ကွာတော့ပေါ့ဗျာဒါပေမဲ့ဒီဘက်မှာကျွန်တော်အကောင် positive view နေနဲ့မြင်ရတော့ဂျာအိုဘတ်ဒရိုပေါ့လေနော်ဂျာအိုဘတ်ဒရိုကဒီနောက်ပိုင်းနီးပြတဲ့လက်ထက်မှာပွဲတိုင်းဒီမှာတပွဲတကိုးစီရလာတယ်နော်ပြီးတော့ penalty ဆိုတာကလည်းသူ့ကြောင့်ပဲရတာနော်သူ့ကိုတွန်းလိုက်လို့ရဟိုရှစ်ပွဲတော့ကလည်းဝါဆန်တဲ့ပွဲတော့သူ့ကိုတွန်းလို့ပဲရတာလေနော်သူ့ရဲ့ kit လေးတွေမစိုးဘူးဆိုဂျာအိုဘတ်ဒရိုကဒီဟာဒီ10ဂိုးရှိသွားပြီ penalty မပါပဲ10ဂိုးဆိုမစိုးဘူးလို့ပြောလို့ရတယ်နော်အဲ့ဒီပထမဆုံးသတိထားမိတာလေပထမဆုံး Chelsea ပထမဆုံးထွင်းလိုက်တဲ့ကိုပမာခင်းပေးတဲ့အလုံးကိုဂျာအိုဘတ်ဒရိုကဂိုးတမောက်အတားကြီးကြုံသွင်းသွားတာလေအဲ့ဒီဂိုးမှာဆိုဘယ်သူသတိရလဲဆိုတော့ကျွန်တော်တို့ကတိုက်စစ်ဝင်နီကိုလက်ဂျက်ဆင်ကိုသတိရတယ်ဒီနေရာမှာဂျက်ဆင်ဆိုရင်တေးချတယ်မဝင်တော့ဘူးဒီလားနီကိုလက်ဂျက်ဆင်အဲ့နေရာမှာဝင်တေးချတယ်အာမတော့ခံတယ်ဒီလားဂျက်ဆင်တော့ပြန်သတိရပါတယ်အခုChelsea မှာအခုသူတို့အားထားပြီးတော့ဝယ်ထားတဲ့တိုက်စစ်မှုတယောက်ပေါ့ဒီ Liam Delap ပေါ့အဲ့ Liam Delap ကလည်း तू ကလည်းခြေသွမ်းပြောင်းနေနော် तू တို့ဒီအခုအသင်းကြီးတော်တော်များများဝယ်ထားတဲ့တိုက်စစ်တွေပေါ့နော်ဆိုရင်လည်းကျွန်တော်တို့ဒီ Arsenal ဆိုရင်လည်း Yogres ကိုလည်းသူတို့ကတကယ်ကိုဂိုးသွင်းဆက်အနေနဲ့သူတို့ဝယ်ထားတယ်ဒါပေမဲ့ဂိုးတော့သွင်းပါတယ်ဒါပေမဲ့ထင်သားလောက်တဲ့ဒီသူတို့ကမဖြစ်လာဘူးပေါ့အဲ့လိုပဲ Man U မှာဆိုလည်းMan U က Sasco ကတော့အခုတပွဲတကူနှုံးလေးတော့သူတော့ပုံမှန်လေးသွင်းလာဒါပေမဲ့ကျွန်တော်တို့အရင်တော့ကြီးခဲ့ရတဲ့ Chelsea တို့ Man U တို့ Arsenal တို့ကြီးခဲ့ရတဲ့တုန်းကတိုက်စစ်ကစားသမားတွေလိုမျိုးသူတို့တွေဂိုးမသွင်းနိုင်ဘူးလို့ခံစားရတယ်နော်ပေါ့ဒီ Chelsea မှာဆိုရင်ကျွန်တော်တို့ Didier Drogba ဆိုရင် Didier Drogba ရှိနေပြီဆိုဂိုးပေချင်းသွင်းမလဲဆိုတော့ကျွန်တော်တို့ကစောင့်နေရတာဗျအဲ့လိုမျိုးပေါ့သူ
သူဘလို့ပုံစံနဲ့ကိုသွင်းမလဲဆိုတာကျွန်တော်တို့ကမျှော်နေရတာအဲ့လိုပဲမန်ယူမှာဆိုလဲဝင်းရူနီတို့တည်ရမလားဝင်းရူနီခေတ်ဆိုဝင်းရူနီခေတ်ဒါမှမဟုတ်ဒီနက်စပရိုင်းဆိုနက်စပရိုင်းခေတ်ကိုကျွန်တော်တို့ကဂိုးကတော့ကျွန်တော်တို့မြင်နေရမယ်သူတို့စီမှာလေသူတို့နဲ့ကျွန်တော်တို့ကကြည့်ခဲ့ရတာဆိုတော့အဲ့လိုပဲအာဆင်နယ်မှာဆိုလဲအဲ့တိုင်းပဲအာဆင်နယ်မှာဆိုလဲသူတို့ရဲ့တိုက်စစ်ကစားသမားတွေလည်းအများကြီးရှိတယ်ဟိုမန်ယူမပြောင်းခင်တော့ဆိုရင်ဗမာစီဆိုလဲအာဆင်နယ်အတွက်ကိုတကယ်ဂိုးသွင်းဆက်ပဲအဲ့လိုမျိုးတွေပေါ့တကယ်တမ်းဒါပေမဲ့အခုခေတ်နောက်ပိုင်းတော်တော်များများတိုက်စစ်ကစားသမားတွေကသူတို့ကဂိုးသွင်းခွင့်သူတို့မှမရတော့လားဒါမှမဟုတ်ဘလို့ဟိုနောက်ပိုင်းဟိုပါပေါ့တိုက်စစ်sorry နောက်တန်းကန်စစ်တွေကတကယ်ကြီးဟိုဒီတိုက်စစ်ကစားသမားတွေသူတို့ထိန်းချုပ်ထားပြီးတော့ကစားလို့ပဲသူတို့တွေဂိုးသွင်းခွင့်တွေများဆုံးရှုံးခဲ့ရတာလားပေါ့အဲ့လိုမျိုးပေါ့အခုဆိုလေလီယန်ဒီလက်ကတကယ်တမ်းပြောရင်တကယ်သူက traditional striker စစ်စစ်ပဲသူလဲဒီဟုတ်တယ်သူတို့ Sesco တို့ဒီ Yogras တို့ဘာလို့ဆိုတာအဲ့လိုပုံစံမျိုးတွေဒါပေမဲ့သူတို့တွေကပြောမယ်ဆိုရင်ကျွန်တော်တို့ထင်တာတလောက်တိကိုဂိုးတွေကမြန်မြန်ဆန်ဆန်မရသေးဘူးဗျာသိလားသူတို့အစားကျွန်တော်တို့မြင်နေရတာတောင်ပန်တိုက်စစ်တို့ဒီကိုပါမာတို့ဆိုရင်ဒါတကယ်တမ်း attacking midfielder တို့ဘာလို့ညာတို့လောက်ကပဲဂိုးတွေဝင်နေတာပဲကျွန်တော်တို့ကမြင်နေရသေးတယ်ပေါ့တကယ်ဆိုရင်ဒါကျွန်တော်တို့ကစိတ်ပူစရာကောင်းတာတခုอ่ะတကယ်ပဲဒီ traditional striker တွေပေါ့ဒီကျွန်တော်တို့ကစားသမားတော်တော်များများသူတို့ကဟိုဖြစ်တော့မှာလားပေါ့နေဝင်တော့မှာလားဒါမှမဟုတ်ရင် force 9ကစားသမားဖြစ်သူတို့ပြောင်းစော့မှာပဲသူတို့ကဒီပေါ့ဘယ်လိုခေါ်မလဲကစားကွက်နဲ့အသင်းနဲ့အဝင်တော့မှာလားပေါ့ဒါမျိုးကျွန်တော်ကြည့်ရဘာလို့လဲတော့ဒါကိုကျော်မျိုးသူလည်းမြင်နေတဲ့အတိုင်းပဲလေလီယန်ဒီလက်ဆိုရင်ကျွန်တော်သူ့ကိုစောင့်ကြည့်နေပွဲတွေဆိုဂိုးတော်မသွင်းတာဘယ်လောက်ကိုတကူမှမရသေးဘူးထင်တယ်နော်သူဆိုရင်နော်ဒါဆိုရင်သူ့ဟိုပါပေါ့ညောင်းလင်းပြီးဝယ်ထားတာပဲလေချယ်ဆီကတကယ်တမ်းဒါမဲ့အဲ့ဒီကတော့ဗီဒီယိုတစ်ခုနဲ့တက်ပြောမှထင်တယ်တိုက်စစ်ကြောင်းကိုလေဒါဒီနေ့ပွဲရတယ်ကြော်ပြီးတော့ဖြစ်တယ်နော်ဒါမဲ့လောတယ်အချမ်းအတူပြောရရင်တော့လက်ရှိထောင်းထောင်းပြီးစထရိုက်ကဟာလန်ပဲဒါပဲဟာလန်ပဲရှိတယ်အဲ့လိုမျိုးမှန်းဆလို့ရဟာလန်တဲ့ဒါမဲ့ဒါဖလော့တယောက်ရှိသေးတယ်ဖလော့တယောက်ရှိတယ်လီဗာပူးရဲ့အလက်ဇန်ဒါအီဆက်တကယ်ဖလော့ပဲဝယ်ပြီးတော့ဒိုင်ယာလည်းရဘူးအီဆက်ကလည်းဖလော့အဲ့တော့ကျွန်တော်တိုက်စစ်သမားတွေရဲ့အကြောင်းကိုဗီဒီယိုတစ်ပုတ်တက်ပြောမှထင်တယ်အခုဒီနေ့ကတော့ဒီ Chelsea ပြောတာဆိုတော့လေနော် Okay အဲ့တော့ကျွန်တော်တို့ Chelsea နဲ့ပတ်သက်တဲ့ Chelsea မှာဆက်ပြောတာပေါ့ Okay ကျွန်တော်တို့ Chelsea နဲ့ဒီ Leeds United ရဲ့ဟိုပါ conclusion လေးကိုကျော်မျိုးသူဘက်ကကိုတန်နီရဲ့ဘက်ကပြောပြပါဦးဟုတ်ဒီပွဲကပေါ့နော် Chelsea ဘက်ကတော့ဒီနိုင်ပြီးမှတည်ကြတယ်ဆိုပေမဲ့လည်းသူတို့လည်းဘာဖြစ်ဖြစ်ဟိုစူးစမ်းမှုလေးရှိတယ်ပထမပိုင်း Chelsea ကဒီຢာတွေအဲ့လိုပေါ့ပထမပိုင်းညံ့ဒုတိယပိုင်းကောင်းတယ်ပထမပိုင်းကောင်းဒုတိယပိုင်းညံ့အဲ့လိုတော့ဖြစ်တယ်နော်ဒါပေမဲ့ဒီပွဲနိုင်ကဘာဖြစ်လက်ခံလို့ရသူတို့လည်းပွဲဆက်တွေတက်ကြတာမမှန်ဘူးဖြစ်နေတာပေါ့မမှန်ဘူးဖြစ်နေသူတို့ကဒီမှာလေတစ်ပတ်နှစ်ပွဲကန်တာတော်တော်ကြာနေပြီချန်ပီယံလိဝင်လိုက်ပရီးမီးယားလိဝင်လိုက်လိကပ်ဝင်လိုက်နေတော်တော်လေးကိုကြာနေပြီဆိုတော့လေဒီ result ကတော့ဟိုဘယ်လိုပြောမလဲအကယ်၍နောက်တန်းနေတာနည်းနည်း give side ကစားမယ်ဆိုတော့နိုင်ဝါလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းဒီလောက်ကလည်းအဆင်ပြေပါတယ်ဒီစုလိုက်တဲ့ဘက်ကချီကျူးရမယ်ဒီစကပထမလေတောက်လျှောက်ပထမတောက်လျှောက်မှာတော့က Chelsea ပြုတ်တမြခံနေရသို့တော့သူနီးပြlist နီးပြတော်တယ်ဒီလား Okafor ဆိုတိုက်စမှုထည့်လိုက်ပြီးလေရလေဒုတိယပိုင်းမှာလေလုံးဝညံ့ညောပြီးရအောင်သူတို့တိုက်နေတယ်ပေါ့ list ကမစိုးတန်းတဲ့တင်တယ်မှာဒီကောင်ကြံတော့ကြံပါသိလားမစိုးကစားကုန်တော့လည်းမာတယ်ဆိုတော့လေချားတော့ဟိုကမပါလို့ Kevin Lee မပါလို့ Kevin Lee ပါရင်တော့ကျွန်တော်တို့ကသူ့ရဲ့ heading တွေပါကြောက်ရသေးတယ်သိလားအဲ့လိုဖြစ်နေဘာဖြစ်ဒီဘက်မှာ list ကိုလည်းချီကျူးရမယ် Chelsea ကိုလည်းတဝက်တော့ချီကျူးရမယ်ပေါ့နော်ဘာဖြစ်ချီကောင်းတဲ့ပွဲလို့ပဲကျွန်တော်တို့တင်ပြပြီးပါတယ်ဟုတ်ကဲ့ပါအဲ့ဆိုရင်တော့ကျွန်တော်တို့ Chelsea ကတော့အခုဒီတစ်ပတ်ကတော့ FA ပွဲရှိတာပေါ့နော် FA Cup ကတော့Hull City နဲ့မှာတို့ကံမှာတော့ Chelsea ကတော့စင်ပြေမှာပါ Chelsea ကတော့နောက်တစ်ဆင့်ကိုသူတို့တက်သွားအောင်ပါပါအရန်နဲ့မှလည်းထုတ်သွားမယ်လို့ခံစားအဲ့တော့လည်းကျွန်တော် FA ပြီးတော့မှပဲဟိုဖြစ်ကြတာပေါ့နော်ဟုတ်ကဲ့ပါကဲအဲ့ဆိုရင်တော့ဒီနေ့ကျွန်တော်တို့ Chelsea နဲ့ Leeds United ရဲ့ပွဲစဉ်သုံးသက်ချက်လေးကိုတော့ကျွန်တော်ဒီလောက်နဲ့ပဲရန်နာလိုက်ကြမယ်เนาะကိုတန်နီရေဟုတ်ကဲ့ပါကဲကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆက်ကြပါမယ်เนาะဟုတ်ကဲ့ပါဟုတ်ကဲ့